안녕하세요. 팔리팔리 학당에서 환영합니다. 주니아로 디시아니비오 사고아니메스의 기본 비밀이 교대합이 마키바에 디쇼 사고리우 예지메소로시 디쇼와 빈칸에 들어갈 말로 가장 알맞은 것을 고르십시오. 빨래만 윈감에 자와야네요. 깐이소 야우리비야 마키바에 얘네 디쇼 사고마 소로시 디쇼 블루봉살라레 소이 job so sa job so sa ဆိုရဲပေါ့နော်ကျတို့conjunction ပုံစံမျိုးနေနေလာပါတယ်အဲ့တော့ဒီရှင်ကဒီဟာလေးတွေတည်ထားမှဒီရှင်ကိုပို့ပြီးတော့ဖြေနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီရှင်ကဒီခွာမျော virus ဆိုတဲ့ပုံစံမျိုး job so sa တဲ့ဒီရှင်ကိုဘယ်လိုနေရာမှာဖတ်လို့ရမလဲဆိုရင်ဒီ topic recipe ဆိုရဲပေါ့နော်Akko recipe ဆိုတဲ့စာအုပ်လေးမှာဒီလိုဒီစာမျက်နှာလေးရှိရပေါ့နော်အဲ့ဒီဟာဒီလိုနားလေးအောင်ဖတ်ထားမယ်ကြက်ထားမယ်ဆိုလို့ရှိရင်တော့ဒီလိုဉာဏ်နဲ့ဒီဟာလေးတွေကိုအစားသိပြီးတော့ဖြည့်စနိုင်မှာပဲဖြစ်ပါတယ် data စင်ဒီလိုကြည့်ကြရအောင် level 1မှာခွာရောင်မြတ်တိတ်ပြတော့ဒီလိုမဟုတ်မှလွယ်ရောဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုဘီတို့ကကြတော့ဒီလိုတောင်မှခွက်လက်တောင်မှဆိုတဲ့ပုံစံမျိုးနဲ့စကားဆက်လေးပေါ့နော်နောက်တစ်ခုကခြာတာဒီအဲ့ဒီအစားခရီးကိုအိုဟီလီယိုဆိုတဲ့ပုံစံမျိုးကဒီလိုစန့်ကျင်ဘက်အနေနဲ့သွားတာတနည်းအားဖြင့်ပိုပြီးတော့တောင်မှစသဖြင့်အဲ့လိုပုံစံမျိုးသုံးလို့ရတယ်လို့စန့်ကျင်ဘက်အနေနဲ့ဒီလိုပြောတဲ့ပုံစံမျိုးလေးမှာတော့ဒီအိုဟီလီယိုလေးသုံးတာပေါ့နော်နောက်တစ်ခု20မှာကြာဒီလိုအမြဲတမ်းဘယ်လိုပုံစံလာတက်လဲဆိုရင်ဂျူးကျဲဆိုတဲ့ပုံစံမျိုးကဒီလိုခေါင်းစဉ်ကိုလည်းပြောလို့ရတယ်လို့အဓိကဆိုလိုတဲ့သူရဲ့အကြောင်းရင်းလေးပေါ့နော်အဲ့တော့ဒီလိုကဂျူးကျဲကိုရှင်းကဖြေတော့မယ်ဆိုလို့ရှိရင်အမြဲတမ်းဒီလိုအဖြေကနောက်ဆုံးသားလေးမှာပါတက်ပါတယ်အဲကြောင့်ဂျူးကျဲလေးကိုဒီလိုကနောက်ဆုံးသားလေးမှာဖတ်ပြီးတော့မှဒီလိုမြင်မြင်စစနဲ့ဖြေလို့ရမယ်ပေါ့နော်အဲ့တော့ခွင်စခွင်ဘက်ထရဟာကိုကြာတော့ဒီလိုကဒီအရှိတစ်ကြောင်နောက်တစ်ကြောင်ဒီပုံစံမျိုးနဲ့ဒီလိုကဒီကြားထဲမှာအဖြေလေးကအမြဲတမ်းပါတက်တယ်ပေါ့နော်ကဲဒါဆိုရင်ဒီလိုစားပိုက်လေးကိုအမြင်များဖြည့်ကြည့်အောင်ဟင်းမေးဝါဂျေမီယိုဆိုတော့ဟင်းမေးစာကဒီလိုဝမ်းရှင်းနဲ့အတူတူပဲပေါ့နော်ဒီလိုစိတ်ဝင်စားမှုတဲ့ဂျေမီယိုဆိုပြောဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုလဲဆဲဝေါ်စာအလေးပေးပြီးတော့ပေါ့နော်ဖုန်းထားနေကြော်ညာနေကြတဲ့ marketing ဂျော်လီယာကီ marketing စာဈေးကွက်ပေါ့နော် marketing စင်းတဲ့ဟာလေးဂျော်လီယာကီဆိုတာကကြောင့် view ဟာတွေပါပေါ့နော်ဂျော်လီယာကီ view ဟာတွေကတော့တဲ့ဂျူမိုဘတ်ကွိတာအခုဆိုရင်အာရုံစူးစိုက်မှုခံနေရပါတယ်တဲ့ပြီးတော့ marketing ကဒီလိုမျိုး marketing ကတော့ဆိုပြီးကြသုံးတဲ့သူတွေရဲ့ hogism သိချင်တဲ့စိတ်ကိုဇာကုခဲလုံစော်ပြီးတော့မှာပေါ့နော်ခူးမဲတို့ဆိုတာတကယ်ဒီဝယ်တဲ့ပစ္စည်းအနေဖြစ်ပေါ့နော်ဒီ OG ကဟန်တာဖြစ်စီအောင်လုပ်ပါတယ်တနည်းအားဖြင့်ဝယ်ယူမှုဖြစ်စီအောင်လုပ်ပါတယ်တဲ့ကိုရိုနာဒါပေမဲ့နော်ဇာဖူမဲဖူးဂျီ작품ဆိုတဲ့ထုတ်ကုန်ပစ္စည်းရဲ့ full ကြီးအကြီးသေးအောင်ဆိုပြီးကြရဲ့ဒီတဲ့သုံးစိတ်သူရဲ့ညွှန်လေးချက်ပါပေါ့နော်မိချီကြီးမိုထားနေပြောဦးမိချီတာဆိုတာကထင်တလောက်ကိုမှပေါ့နော်မရောက်နိုင်တဲ့အခြေအနေမျိုးမှာဆိုရင် brand image ကကြည့် brand image အထူးကိုနပ်ပါကြည့်ပြီးတော့ဟန်တာဆိုးရနိုင်တဲ့ဒီဖြစ်စေပါလေတဲ့အဲ့တော့ဒီနေရာမှာဒီချေတော့ကဒေသကိုပြရဲ့အရှိမဆိုရင်မိချီကြီးမိုထားနေပြောဦးမျောလင့်ထားတယ်လို့မဖြစ်လာနိုင်တဲ့အခါမှာ brand ရဲ့ image အထိပါပဲဖြစ်သွားလဲဆိုတော့ဆိုးရနိုင်တယ်လို့ပြောတာအဲ့တော့ဒီချင်းကဒီနေရာမှာဆိုရင်ဖြစ်နေတာကခွာရောမဟုတ်မှလွယ်ရောဆိုတဲ့ပုံစံမျိုးကတော့မဖြစ်တင်ဘူးပေါ့နော်အဲ့တော့ဘီတို့ဆိုတာတောင်မဆိုပုံစံမျိုးပြီးတော့ဒီလိုတောင်မဆိုရဲ့အနောက်ကဒီချင်းကတစ်ခုခုဖြည့်ရှင်းချက်လေးတစ်ခုပါမှာအဲ့တော့အဲ့ဒီပုံစံမျိုးလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့မှခြားတာဒီအဲ့ဒီအစားတနည်းအားဖြင့်အရှိအကြောင်းလေးကအဲ့ဒီအစားဒီအနောက်ကကြောင်းကလုတ်ကိုလုတ်တင်နေဆိုတဲ့ပုံစံမျိုးပါအောင်ဒါပေမဲ့ show ဖတ်ကြည့်လိုက်တော့ညောင်းလေးချက်ဖြစ်လာနိုင်တဲ့အခြေအနေမျိုးမှာဆိုရင်ပို့ပြီးတော့ပါဖြစ်မှာလေ brand image အဖြစ်ကိုပြည့်စည်နိုင်တယ်ဆိုရနိုင်တယ်အဲ့ဒီပုံစံမျိုးဖြစ်မှာပေါ့နော်ဒေတာချင်းအချိန်က level 4ကိုရှင်းခတ်သွားတယ်နော်ပြီးသွားလို့ရှိရင်ညာတော့ဒီရှင်တို့ကဒီ job so far ဒီပုံစံရှင်းတဲ့ဖက်လေးကိုသိထားလို့ရှိရင်ပို့ပြီးတော့ဒါမှဒီလိုဒီစားတဲ့ဒီချောင်းလေးပဲဒီလိုဖက်လိုက်တာဖြေရဖက်နေပြီပေါ့နော်အဲ့တော့ဒီလိုအချိန်မလောက်တဲ့လူတွေတို့မဟုတ်ကိုကစားဖက်လာတဲ့တဲ့လူတွေဆိုဒီလိုပုံစံနဲ့တောင်းလို့ရတယ်ဘာတပုံလုံးနားမလည်တော့မှဒီလိုကဒီပြင်ကြောက်ဝင်တဲ့ထဲအရှိနဲ့အနောက်ကိုကြည့်ဒီလိုဒီလိုဒီဟာလေးဖြေထည့်ပေးလို့ရတယ်ပေါ့နော်ဒါဆိုရှောဆက်ပြီးတော့ဖတ်ကြည့်မယ်ရှေးကျတော့ဟန်အဲ့တော့တနည်းအားဖြင့်လက်တွေ့မှာတဲ့ဟန်ဟမ်ဘောဂါဖိုက်ဖားဆိုဟမ်ဘာဂါကုမ္ပဏီတစ်တိုင်တစ်ခုကနေပြီးတော့ဂျူမော်နီဘော့ကောအိတ်ကဘာကာဆိုပြီးတော့ဒီကိုနူလာမော်နန်ဘော့ကော
ပြီးစားလို့ရတယ်ဘာကစသဖြင့်ပေါ့နော်만들어ပြုလုပ်ပြီးတော့မှာတဲ့ 소비자의 관심은 사동주 동세들의 관심을 승회사모 끌러지만 세상나게 되네 품질이 기대에 못 미치가 자 그럼 품질 지들이 기대에 못 미치자 တနည်းအားဖြင့်မျောလင့်မှုအတိုင်းကိုမဖြစ်နိုင်တဲ့အခါမျိုးမှာဘလို့ထုတ်ကုန်ပစ္စည်းကမျောလင့်ထားတယ်ဥမာအရင်စားကောင်းမှလို့ထင်ခဲ့ရတော့ပုံမြင်နေကြည့်ပြီးတော့ဒါပေမဲ့စားလိုက်တော့တကယ်တမ်းစားလိုက်တော့အရသာမရှိဘူးဆိုတော့ခဲပေါ့နော်ဒီမျောလင့်ထားတဲ့မဖြစ်လာနိုင်တဲ့ခွဲစားမဖြစ်လာနိုင်တဲ့အခါမျိုးမှာခွဲစားကုမ္ပဏီရဲ့다른 제품까지တခြားထုတ်ကုန်ပစ္စည်းရဲ့အထည်တွေမှာဖမ်းမဲ့ကရောင်းဝယ်ကဘာဖြစ်လာမှာလဲဆိုတော့감소한 경우가 있었다ရောကြသွားတဲ့အခြေအနေမှာရှိခဲ့တယ်ဆိုပြီးပြောရဲပေါ့နော်သူကဥပမာလေးနဲ့ပြောလိုက်တာဒါဆိုရင်ဒီရှေ့ကဒီဂျူဒေလေးကိုဖတ်ကြည့်မယ်ဆိုရင်အရင်ဆုံးဒီရှေ့တော့ဒီစာပိုက်ရောမဖတ်ခင်အဖြေလေးမှာဆိုရင်နောက်ဆုံးဟာလေးကိုမြင်တတ်ဆိုင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တနည်းအားဖြင့်ထော주용한다 뭐가 더 중요해요 품질 제품의 품질ထုတ်ကုန်ပစ္စည်းရဲ့ 품질ဒီပေးကပို့ပြီးတော့မှအရေးကြီးတယ်လို့ပြောထားတာ marketing တို့주용하지 marketingကအရေးကြီးတယ်လေအဲ့တော့ဒီရှင်းကအဖြေမှန်တဲ့တစ်အခိုင်းထွက်သွားပြီဟုတ်တယ်လို့သူပြောတဲ့အကြောင်းရင်းရဲ့ဒီဆိုလိုရင်းကဘာကြီးလဲဟောစားလို့ကောင်းတယ်ဆိုတဲ့ပုံစံမျိုးmarketing ပုံစံမျိုးကတော့အရင် share ပေါ့နော်ဒါပေမဲ့တကယ်စားလိုက်တော့သူ့ရဲ့အရေးသေးကမကောင်းဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်အရေးသေးကိုလည်းကောင်းမှရမယ်ဆိုတဲ့ပုံစံမျိုးပြောပြနေတာဆိုတော့ဒီလိုနံပါတ်1ကအပြင်မှာဖတ်သွားရပေါ့နော်အဲ့တော့နံပါတ်2ဒီလိုဆက်ပြီးတော့ကြည့်လိုက်မယ်식품기업은 식품제 사사 기업 소의 영향을 먼저 이유도 소비자의 요구를 소비자의 동세들의 요구, 양소무고 확인해야 한다. 시스템화야 해. အဲ့တော့ပြောတဲ့ထဲမှာဒီဆိုဗီဂျာတွေရဲ့တောင်းဆိုမှုကိုလိုက်ပြီးတော့မှလုပ်တယ်ဆိုတဲ့ပုံစံမျိုးမပါဘူးပေါ့နော်ဒီကို제품의ထုတ်ကုန်ပစ္စည်းမှာ제일 요소를စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ포함하는ပါဝင်နေတဲ့ marketing 전략이 필요하다. 그거도 아니지. 왜냐면 이미 사용해서ကြိုတင်အခုသူပြောလိုက်တာကဒီ marketing တွေဒီဟာတွေကများလာတယ်လို့ပြောတာတနည်းအားဖြင့် logo လုပ်ပြီးသွားပြီလိုအပ်နေတာမဟုတ်ဘူးပေါ့နော်ဒီကို 섹시한 제품보다 투자를ထုတ်ကုန်ပစ္စည်းတွေအတွက် 소비자에게 익숙한 것이 동세들이 찐다야နေတဲ့အရာတွေကို홍보에ကြော်ညာတဲ့အခါမှာထောจุတာပို့ပြီးတော့ကောင်းတယ်အဲ့ဒီပုံစံမျိုးရှိမဟုတ်ဘူးလေနော်အဲ့ဒီလိုတစ်ခါအခုမှမပြောရဘူးဆိုတော့ဒီလိုအဖြစ်မှန်ကနံပါတ်1အဲ့တော့ဒီလိုက19နဲ့20မှာဆိုရင်တော့19ပုံစံမျိုးချုပ်တုတ်စာလေးလေးလာမယ်20ရတော့ဒီလို detail ဆိုတဲ့အတိုင်းလည်းဒီလိုကဒီစာပိုက်တစ်ပုံကဘာကိုယူလို့နေရလဲဆိုတဲ့ပုံစံမျိုးခေါင်းစဉ်အနေနဲ့တို့မဟုတ်အဓိကဆိုလို့ကြည့်ပြရမှာပေါ့နော်လဲချက်တော့19 20ဒီလိုကောင်းကောင်းပြတယ်လို့ထင်ပါတယ်